အခုမြင်နေရတဲ့နေရာဟာဆိုရင်တော့ကမ္ဘာအညစ်အကြေးဆုံးနိုင်ငံဖြစ်သတ်မှတ်ခံထားရတဲ့အီသီယိုးပီးယားနိုင်ငံပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။အီသီယိုးပီးယားနိုင်ငံဟာဆိုရင်တော့ကမ္ဘာအဆင့်နံပါတ်5အညစ်အကြေးဆုံးနိုင်ငံတစ်နိုင်ငံလေးဖြစ်ပါတယ်။အထူးသဖြင့်မြို့တော်တစ်ပါပါမှာလူဦးရေအဆမတန်များပြားလာရင်လည်းမိုက်သိန်းစနေရဆိုရင်တော့ခင်းနောက်ကျနေဆဲပဲဖြစ်ပါတယ်။လမ်းမတွေပေါ်မှာမိုက်တွေပုံနေတာအများဆုံးအိမ်သာမလုံလောက်တာရဲ့ကြောင့်လမ်းဘေးမှာလည်းညစ်ကြေးဆွညတာတွေလည်းရှိပါတယ်။ဒါဟာဆိုရင်တော့မြို့ရဲ့လက်ပေါက်တွေမကဘဲနဲ့စားတောက်တရှင်းမှုပါကြီးမားမားထိခိုက်စေနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်၄မှာရှိတဲ့နိုင်ငံဆိုရင်တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံပဲဖြစ်ပါတယ်။ဟုတ်ပါတယ်မြို့တော်ဒါကာဆိုရင်တော့ကမ္ဘာမှာလူနေတိတ်သေးဆုံးမြို့တစ်မြို့ဖြစ်တာကြောင့်မိုက်ပြဿနာဟာထိမ့်မနိုင်သိမ်းမြဖြစ်နေပါတယ်။လမ်းဘေးသေးတဲ့စီကစားစာတွေဟာဖုံပုံးတဲ့မိုက်တွေကြားမှာရှိနေတတ်ပြီးတော့မြစ်ချောင်းတွေဟာဆိုရင်လည်းစက်ယုံထွက်အညစ်အကြေးတွေနဲ့ပလတ်စတစ်တွေကြောင့်နန်းရောင်ပြောင်းနေတာကိုမျက်မြင်ကိုယ်တိုင်တွေ့မြင်နိုင်မှလည်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်3မှာရှိတဲ့နိုင်ငံဆိုရင်တော့အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။အိန္ဒိယရဲ့ချို့မြို့ကြီးတွေမှာလမ်းဘေးမိုက်ပုံကြီးတွေကဆိုရင်တော့တောင်ကုန်းငယ်လေးလိုဖြစ်နေတတ်ပါတယ်။လမ်းဘေးစားသောက်ကုန်တွေကဆိုရင်တော့ရတာရှိပေမဲ့လည်းတန်ရှင်းမှုအလွန်အားနေတာကြောင့်ခီးသွားတွေကဘိုက်နာတတ်တဲ့ Delhi Belly ဆိုတဲ့စကားတော့မှပေါ်လာခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့ဂင်းကမြစ်လိုမြင့်မြတ်တဲ့မြစ်ကြီးတွေတောင်မှပဲလူတွေဆွတ်မြစ်ထားတဲ့ညစ်ကြေးနဲ့မိုက်တွေပြည့်နေနေတာကိုတွေ့မြင်နိုင်မှလည်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်2မှာရှိတဲ့နိုင်ငံဆိုရင်တော့ပါကစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ပါကစ္စတန်နိုင်ငံရဲ့ခရာချီလိုမြို့ကြီးတွေမှာမိုက်သိန်းစနေဟာအတော်လေးကိုအားနေပါတယ်။လမ်းမတွေပေါ်မှာအိမ်တုပ်တင်ရည်တွေစီးဆင်းနေတာမိုက်တွေကြောင့်ရေမြောင်းတွေပိတ်ဆို့ပြီးတော့ရေဝဲနေတာတွေဟာပုံမှန်မြင်ကွင်းလိုဖြစ်နေပါပြီ။ဒါအပြင်လမ်းဘေးမှာပုံလေးစာရောက်ချနေတဲ့စားတောက်တွေဟာဆိုရင်လည်းရင်ကောင်နဲ့ဖုံမုတ်တွေညစ်ပတ်တာတွေပါတွေ့မြင်နိုင်မှလည်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်1ကမ္ဘာအညစ်ပတ်ဆုံးနံပါတ်1ဖြစ်သတ်မှတ်ခံထားရတဲ့နိုင်ငံဆိုရင်တော့နိုင်ဂျီးရီးယားနိုင်ငံပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။အထူးသဖြင့်မြို့တော်လာဂိုစ်မှာမိုက်စီမံခန့်ခွဲမှုဟာအကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေပါတယ်။အိုလူဆိုဆန်လို့ခေါ်တဲ့အီယာမမိုက်ပုံကြီးဟာမြို့လယ်ကောင်မှာရှိနေပြီးတော့အနက်သက်ဆိုရီယာဆိုရင်တော့ဒီမြို့လုံးကိုပြန့်နှံ့စေပါတယ်။ရေပေါ်ကြီးကနေမှဆိုရင်လေရေတူဟာမိုက်တွေနဲ့အညစ်အကြေးတွေကြောင့်ပုတ်စော်နေပြီးတော့လူနေမှုဘဝဟာလွမ်းကိုညစ်ပတ်တဲ့အခြေအနေမှာရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။ဒီနိုင်ငံတွေမှာခုလိုဖြစ်နေရတာဆိုရင်တော့လူကြီးများများလွန်တာစင်းရဲတော့မှတာနဲ့အစိုးရရဲ့စနစ်တကျစီမံခန့်ခွဲမှုအားနည်းတာအကြောင်းလည်းဖြစ်ပါတယ်။မိုက်ဆိုတာကတော့ပြစ်လိုက်လို့ရှိရင်ပြီးတော့တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ကျန်းမာရေးနဲ့ပတ်ဝန်းကျင်ကိုပါပြန်လဲဒုက္ခပေးတတ်တယ်ဆိုတာကိုသတိပြုရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ဒီရဲ့ပတ်ဝန်းကျင်မှာတန်ရှင်းလှပဖို့အတွက်ဘာတွေလှုပ်ဆောင်နိုင်မလဲဆိုတာကိုလည်းဆွေးနွေးပြကြပါဦးခင်ဗျာ။